အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ The Ghost Myanmar Radio ကနေပြန်လည်ကြိုးဆိုပါရခင်ဗျာဒီဖြစ်ရမှန်ဇလန်းလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့လွန်ခဲ့တဲ့10နှစ်ခန့်ကအစိုးရဆေးရုံကြီးတစ်ခုရဲ့ ICU အတွင်းမှာအမှန်တကယ်ကြုံတွေ့ခဲ့ရတယ်လို့ပြောကြတယ်ထိုက်လန့်ဖွယ်အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်ဒီဇာတ်လမ်းမှာပါဝင်သူတွေရဲ့အမည်တွေကိုတော့ကိုရေးကိုတာအတွက်ပြောင်းလဲထားပါတယ် ICU ဆိုတာအသက်နဲ့တည်ချင်းချာနေဆက်လူနေရာတစ်ခုပါအရေးပေါ်လူနာတွေမပြောက်ဝင်လာနေပြီးဝန်ထမ်းတွေကလည်းနေညမနာအလုပ်လုပ်နေရတဲ့နေရာဖြစ်ပါတယ်အဲ့ဒီအချိန်မှာ ICU ဟာလူနာများလုံးပြီးဝန်ထမ်းအင်အားမလုံလောက်တာကြောင့်ဝန်ထမ်းအသစ်2ယောက်ကိုခေါ်ယူခဲ့ပါတယ်ဒါပေမဲ့တယောက်ကအလုပ်တန်းကိုမခံနိုင်ပြီးရပ်ပိုင်းအတွင်းအလုပ်ထွက်သွားခဲ့ပါတယ်ကြံခဲ့တာကတော့တာဆူတဲ့မင်းကလေးတယောက်ပဲဖြစ်ပါတယ်တာဟာအလုပ်တော်တယ်တင်ယူနိုင်စွမ်းလေးမြန်တယ်လူနာတွေကိုလည်းစီဒနာထားပြီးပြုစုတတ်တာကြောင့် ICU တွေကဝန်ထမ်းတိုက်ကချစ်ခင်ကြပါတယ်ဒါပေမဲ့ဘသူမှမသိခဲ့တာကအဲ့ဒီမင်းကလေးရဲ့ဘဝဟာမကြခင်မှာထူဆန်းတဲ့အရာတစ်ခုကြောင့်လုံးဝပြောင်းလဲသွားမှာဖြစ်ပုံပါဒီနေ့မှာတာက ICU မှာအလုပ်လုပ်တဲ့အမျိုးသားဝန်ထမ်းနွမ်းကိုသဘောကျနေချောင်းသူ့အမလိုဖြစ်နေတဲ့စုကိုရင်ဖွင့်ခဲ့ပါတယ်စုကတော့အလုပ်ထဲမှာအချစ်ရေးမရှုပ်ပါနဲ့အထူးသဖြင့်အိမ်တောင်ရှိပြီးသားလူဟုတ်မဟုတ်တေးချစုံစမ်းပါလူတတိပေးခဲ့ပါတယ်အစပိုင်းမှာတော့အားလုံးကပုံမှန်ပါပဲဒါပေမဲ့လအနေငယ်ကြာပြီးနောက်တာရဲ့အပြုတ်အမူတွေတဖြည်းဖြည်းပြောင်းလဲလာပါတော့တယ်အမြင်ငီးငိုင်နေတယ်တခါတရံကိုယ့်နာမည်ကိုတော့မမှတ်မိတယ်လို့ဖြစ်လာတယ်ဘယ်သူမှမရှိတဲ့နေရာကိုကြည့်ပြီးတယောက်တည်းစကားပြောနေတတ်တယ်ပြီးတော့သူအယံကောင်းနေဆိုတဲ့စကားကိုမကြာခဏရေးယူနေတတ်ပါတယ်အစာပိုင်းမှာတော့အလုတ်ပင်ပန်းလို့လားစိတ်ဖိစီးမှုများလို့လားဒါမှမဟုတ်မူရစ်စီဝါတုံးထားတာလားဆိုပြီးစစ်စီးကြကြပါတယ်ဒါပေမဲ့စစ်စီးကြတိုင်းကပုံမှန်ပဲဖြစ်နေရပါတယ်ဒီလိုနဲ့တနေ့မှာတော့စုဟာ ICU ရဲ့ပစ္စည်းတူလောင်ခန်းထဲဝင်သွားခဲ့ပါတယ်ဒါပေမဲ့သူမြင်လိုက်ရတဲ့မြင်ကွင်းကတသက်လုံးမမေ့နိုင်တဲ့မြင်ကွင်းတစ်ခုဖြစ်နေခဲ့ပါတယ်ဒါဟာလူနာရဲ့ဒဏ်ရာကိုတုပ်ပြီးသားသွေးစွန်းနေတဲ့ခွမ်းကိုပါဇက်ထဲထည့်ပြီးတဖြည်းဖြည်းစုပ်နေခဲ့တာပါစုကိုမြင်လိုက်တာနဲ့တာကဘေးမှာရှိတဲ့တန်းစလုံးကိုကောက်ပစ်ပြီးအော်ဟစ်ရင် ICU ကနေထွက်ပြေးသွားခဲ့ပါတယ်ဝန်ထမ်းတွေနဲ့လုံခြုံရေးတွေအတော်ကြာလိုက်ရှာပြီးနောက်ဆုံးမှာတရုတ်သူ့ဆန်အလဲမှာတယောက်ထဲထိုင်နေပြီးမမြင်ရတဲ့တစုံတစ်ယောက်နဲ့စကားပြောနေတဲ့တာကိုတွေ့ခဲ့ကြပါတယ်တာကိုအဆောင်ပြန်ခေါ်လာပြီးအခန်းထဲဝင်ကြည့်တဲ့အခါသူကအိပ်ယာပေါ်မှာထိုင်နေပြီးခန္ဓာကိုယ်ကိုရှေ့နောက်ယိမ်းနေပါတယ်အတန်တွေကလည်းတခါတရံယောက်ျားတန်တခါတရံမိန်းမတန်ပြီးတော့သူတို့ရောက်လာပြီးဒီခန္ဓာကိုယ်ကိုငါမထွက်ဘူးလို့ထက်ခါပြောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာတာရဲ့မိဘတွေလည်းရောက်လာခဲ့ပါတယ်အခန်းကိုရှာဖွေကြည့်တဲ့အခါအိယာအောက်မှာရွှဲနဲ့လှုပ်ထားတဲ့အယုတ်တရုတ်ကိုတွေးခဲ့ကြပါတယ်အယုတ်အတွင်းမှာတော့စပင်လက်သေးတကူကြီးအတုံးအဆောင်အစိတ်အပိုင်းတချို့ထိထားတာကိုတွေးခဲ့ရပါတယ်မိသားစုကတော့တာဟာအောက်လန်းအစီရင်တစ်ခုခုရဲ့တက်ရောက်မှုခံနေရတယ်လို့ယုံကြည်ခဲ့ကြပါတယ်နောက်ဆုံးမှာတာကိုအိမ်ခေါ်သွားပြီးရိုးရာဓလေ့အရာအစီရင်ဖြည့်ရှင်းတဲ့အခမ်းအနားပြုလုပ်ပေးခဲ့ပါတယ်ရက်အနည်းငယ်အကြာတာဟာပုံမှန်တိုင်းသတိပြန်ရလာခဲ့ပါတယ်ဒါပေမဲ့သူ့ကိုမေးကြည့်တဲ့အခါဒီအဖြစ်အပျက်တွေအားလုံးကိုလုံးဝမမှတ်မိတော့ပါဘူးစိတ်စစ်ကြည့်တဲ့အခါတော့သူ့အစာအိမ်ထဲမှာသွေးစွန်းနဲ့ဂွန်းနဲ့ဒဏ်ရာတုပ်ပစ္စည်းတွေရှိနေတာကိုတွေ့ခဲ့ရပြီးအရေးပေါ်အစာအိမ်ဆေးကြောကဖိတ်ရှာခဲ့ရပါတယ်ဒါပေမဲ့ဒီဇလန်ကဒီမာတွေမပြီးသေးပါဘူးတစ်ဖက်မှာတော့
တာသဘောကျခဲ့တဲ့အမျိုးသားဝန်ထမ်းနွန်ဟာရုတ်တရက်ပြင်းထန်တဲ့ဘိုင်းနာဝေဒနာခံစားရပြီးဆေးရုံတင်လိုက်ရပါတယ်ဆရာဝန်တွေစစ်ဆေးပြီးဘိုက်ထဲကအရည်ကိုစုပ်ထုတ်တဲ့အခါအရည်တွေအပြင်ရွှွန့်စားတွေသပင်းတွေပါထွက်လာခဲ့တယ်လို့ဆိုကြပါတယ်နွန်ကတော့မိန်းမတစ်ယောက်ငါ့ဖိုက်ကိုခွဲနေတယ်ငါ့ဦးတွေကိုဆွဲထုတ်နေတယ်လို့အော်ဟစ်နေခဲ့ပြီးနောက်ဆုံးမှာတော့သူအသက်ဆုံးရှုံးသွားခဲ့ပါတယ်ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီးလူတချို့ကတော့နွန်ဟာတာကိုအောက်လန်းအစီရင်နဲ့ချုံနှောင်ဖို့စ조사ခဲ့ပြီးနောက်ဆုံးမှာအဲ့ဒီအရာကကိုယ်စီပြန်လှည့်လာတာလို့ယုံကြည်ကြပါတယ်တချို့ကတော့ဒါဟာတဘာဝမဟုတ်တဲ့အဖြစ်အပျက်ထက်စိတ်ပိုင်းဆိုင်ရာနဲ့စေဘက်ဆိုင်ရာအကြောင်းရင်းကြီးကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်အမှန်တရားကဘာလဲဆိုတာကိုတော့ဒီနေ့အထိဘယ်သူမှအတိအကျမသိနိုင်သေးပါဘူးဒီဇလန်းကိုသင်ဘယ်လိုထင်မြင်ပါသလဲတဘာဝလိုဖြစ်ရတစ်ခုလားဒါမှမဟုတ်အခြားရှင်းမပြနိုင်တဲ့အကြောင်းရင်းတစ်ခုရှိနေတယ်လို့ထင်ပါသလားဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုထိတ်လန့်စရာ horror story တွေတရေဇက်လန်းတွေဖြစ်ရမှန်လျှို့ဝှက်စမ်းကြဗီဒီယိုအသစ်တွေကိုမလွတ်ချင်ဘူးဆိုရင် The Ghosts Myanmar Radios channel လေးကို subscribe လုပ်ပြီး notification bell ကိုဖွင့်ထားပေးပါဒီဗီဒီယိုကိုကြိုက်နှစ်သက်ရင် like လုပ်ပေးပါဦးသင်ရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ပါဦးတငယ်ချင်းတွေနဲ့လည်း share လုပ်ပေးပါဦးနောက်ဗီဒီယိုမှာပိုပြီးထိတ်လန့်စရာဇက်လန်းအသစ်တွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ